နောက်ခွဲစိတ်တဲ့ဆရာဝန်လူတွေလိုက်လျှော့တဲ့ကားကြည့်မလားရှေ့နေဝူရောင်ဝူကားနဲ့မြန်မာပြည်သက်တွေကြားမှာနာမည်ကြီးလာတဲ့စော်လေးဒီကားထဲမှာကြတော့ဖြဲချက်ကွာကိုရီးယားနိုင်ငံရဲ့အတော်ဆုံးပိုတီးကြအောင်ပြောရင်တကဘာလုံးရဲ့အတော်ဆုံးအုံနောက်ခွဲစိတ်အထူးခုဆရာဝန်ဆရာတပည့်2ယောက်ဆရာကဘယ်လောက်ထိတော်လဲဆိုကိုရီးယားမှာတော့မနေဘူးနိုင်ငံခြားကနေအထူးကုလုပ်အဲ့ချိန်တွေကတပည့်လုံးချိန်တဲ့ကောင်မလေးကအဲ့ဆရာပြန်လာမဲ့နေ့ကိုစေးချောင်းတက်ရင်းနဲ့ကိုစောင့်နေတယ်ဒီနေ့ပြန်ရောက်ဒီနေ့တန်းသွားတွေ့ပြီးတော့တပည့်ခံတာပဲအဲ့ဆရာကြီးရဲ့တပည့်တွေဆိုတာနော်ကိုရီးယားရဲ့အတော်ဆုံးပါမောက်ခါကြီးတွေဒါပေမဲ့ဒီကလေးမကိုမှဘာဖြစ်လို့လက်ခံလိုက်လဲဆိုတော့သူနဲ့စောင့်ကျင်တူနေလို့ပဲတူတာမှလူတွေရဲ့အုံနောက်ကိုစိန်ပြေနှပြေထိုင်ကြည့်ပြီးခွဲစိတ်ကူတာရတာကိုယူနေတာချင်းကအစာအိုးတူတာလောက်သွေးတန်ရဲရဲကိုလက်ရဲဆက်ရဲနိုင်တဲ့ဆရာတပည့်သူတို့2ယောက်ရဲ့လှုပ်ဝက်ချက်ကဘာလဲဘလို့တွေတောင်ဖျဲပြမလဲတီကျင်တော့တွားကြည့်လိုက်တော့ဇလန်းလေးရဲ့နာမည်က Hyper Knife စကားမဆက်ဆရာတပည့်2ယောက်ကတဲ့လည်းမတဲ့ဘူးနော်တွားကြည့်တော့